အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Ghost Story Channel မှာပြန်လည်ကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့မူရင်းရေးသူတာဒီရေးထားတဲ့မဖဲဝါရဲ့ခွေးကြီးဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကိုမစားတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့ဦးနော်ကဲဒါဆိုဇာတ်လမ်းလေးစလိုက်ကြအောင်ဗျာကျုပ်ကတာတေးပါကျုပ်ကအထက်လမ်းเสียလည်းမဟုတ်ဘူးအောက်လမ်းเสียလည်းမဟုတ်ဘူးအလဲလက်เสียလည်းမဟုတ်ဘူးအမှန်တိုင်းပြောရရင်တော့တာတေးဆိုတဲ့ကျုပ်ကအာကြီးဆက်ဆူတဲ့ကောင်ဗျာထူးထူးဆန်းဆန်းကိစ္စလေးတွေဆိုရင်ကျုပ်ကလွတ်တိချင်တာကျုံမစီနဲ့ကိုတအပ်မြင်ချင်တာဗျာတာတေးမကြောက်ဘူးလားလို့မြင်ရင်ကြောက်တာပေါ့လို့ဖြေရမှာပေါ့လူဆိုတာကြောက်တတ်တဲ့အမျိုးလေးဗျာဒီတော့ကျုပ်လည်းကြောက်တာပေါ့ဗျာဒါလည်းနဲ့ကျုပ်ကထူးထူးဆန်းဆန်းကိစ္စဆိုရင်အရန်တီးချင်းအရန်မြင်ချင်းအရန်ဆက်ဆူချင်းတော့ကြောက်ရမှန်းလမ်းရမှန်းကိုမထီတဲ့ကောင်ဖြစ်နေတော့ဗျာအဲ့ဒီဗီဇာကြောင့်ပဲမဖဲဝါရဲ့အင်တန်ကြောက်စရာကောင်းတဲ့ခွေးကြီးကိုကျုံမြင်ပူတာပေါ့ဗျာအမှန်တိုင်းပြောရရင်တော့အဲ့ဒီညာကကိစ္စကိုလုံစောသူကတော့ပထစ်ပါပဲဗျာပထစ်ကိုတော့ခမရတို့ကောင်းကောင်းသိနေကြတော့ပေါ့သူတန်ကြောင်းကားမောင်ပထစ်တန်လက်ဝါမဖဲဝါမရရနာဆုံးမတွေမှာပထစ်အချမ်းကိုကျုပ်ရေးခဲ့ဖို့တယ်လေဗျာပထစ်ရဲ့နာမည်ရင်းကပချစ်လေဒီကောင်ကစကားအရန်ထဲလို့ကျုပ်ကသူ့ကိုပထစ်လို့ခေါ်ကြတာပါပထစ်ကငယ်ငယ်ကလေးကမိဘတွေမရှိကြတော့ဖုန်းကြီးမွေးစားခဲ့တယ်ကောင်ဗျာသူ့ကိုမွေးစားတဲ့ဖဖုံးကစေးထိုးပေးခဲ့တာမျက်ခမ်းမှာပတ်ပြီးထိုးတဲ့မျက်ကွင်းစေးအောင်သွားပြီးဒီကောင်တော်ငယ်ငယ်ကလေးကတရေတစီတွေကိုမြင်ရတာဗျာသူစေးဆောင်ကိုပင်းပြီးကျိုးကိုတောင်အမြင်ဖွင့်ပေးလို့မဖဲဝါကိုကျုပ်ကောင်းကောင်းမြင်ခဲ့ရတာလေဗျာဒီအကြောင်းလေးကိုခုနကပြောတဲ့ဝတ္ထုတွေမှာကျုပ်ပြောခဲ့ပြီးပါပြီတခုခုဖွေးလီတော့မယ်ဆိုရင်ဒီကောင်ကကျုပ်ကိုကြောင်းရှိကထနှောင်းပင်အောင်မှာစောင့်နေတော့တာဗျာအခုနဲ့ညနေကျောင်းစင်းချီမှာလွယ်အိတ်ကလေးစလွယ်တိုင်းပြီးကျုပ်ကိုစောင့်နေတာမျိုးပထေကပိန်ပိန်အကောင်ဗျာခါးကလည်းနည်းနည်းကိုင်းနေသွားကလည်းခက်ခေါကောင်းနေစကားပြောရင်လည်းထိချက်ကတော့လွန်ရောဗျာဟေးကောင်ပထေမင်းဘယ်သူကိုစောင့်နေတာတုံးငါကဘယ်သူကိုစောင့်ရမာတုံးကွာမင်းကိုစောင့်နေတာဘောဒီကောင်ကအားထေနဲ့ပြန်ဖြိုးတယ်ဗျဒါပြီးမဲ့ရှေ့မှာတော့ရိုးကကြုတ်ရေးပြမှာပထေညင်ထစ်တဲ့ပုံစံနဲ့ရေးရင်ခမရတို့ဖတ်ရတာအရသာဖြစ်မှာစိုးလို့လေပထေမင်းတခုခုကိုပွေလီတော့မယ်ဆိုတာငါသိနေပြီသားပါကွာဟေးကောင်ဒါတဲ့ငါဘာမှမပွေလီဘူးမင်းကိုတရင်ကောင်းပေးမလို့ကွာဟေးတရင်ကောင်းဟုတ်လားဒါဆိုရင်ပြောကွာပထေကဘေးဘီကိုတစ်ချက်ကြည့်ပြီးအကဲခတ်လိုက်တယ်ဗျကျောင်းသားတွေကတော့လွယ်အိတ်ကလေးတွေလွယ်ပြီးသူတို့ကြောင်းစင်းကြတာပါဗျကျုံနဲ့ပထေကိုလဲတော်မထီကြပါဘူးပထေကလူတွေကိုအကဲခတ်ပြီးကျေနပ်တော်မှာဒီလိုကွာငါတို့သူ့သားနယ်ကိုအောက်လန်းဆရာတယောက်မနေ့ကရောက်လာတယ်ကွာဟေးအောက်လန်းဆရာဟုတ်လားအေးဟုတ်တယ်သူ့သားဆရာပေါ်မှာမနေတယ်အဲ့ဒီမှာပဲစားစောက်ပြီးညရီတာကွာဟင်ဒီအောက်လန်းဆရာကဘာလာလို့တာတုံးကွာတိုက်နွားလာလို့တာကွာဘာကွာတိုက်နွားဟုတ်လားအေးဟုတ်တယ်တင်ချိုင်းထဲကရွှင့်ကိုတူးပြီးတော့သူ့မှာပါလာတဲ့အမှုတွေနဲ့ရောနေပြီးတိုက်နွားရုပ်ကလေးလောက်တာကွာနေပါအောင်ပတိရဲ့တိုက်နွားဆိုတဲ့ဘာတုံးကွာဟာဒါတရားမိမလည်းလဲပုံလဲပန်းနဲ့တော်အားတဲ့ကောင်ပဲအေးပါကွာငါမှမသိရပြောစမ်းပါဦးတိုက်နွားဆိုတာအောက်လန်းစီယာတွေလုတ်တဲ့အစီရင်တခုပေါ့ကွာတင်ချိုင်းရွှင်ရဲ့လူသေးကိုမိတင်ကျွေရဲ့ပလားရဲ့နောက်ပြီးတော့ဘီလူးမတန်တွေးလို့ခေါ်တဲ့မနက်အစောဤမြက်ပင်ဒီတရွက်တွေမှာကတ်နေတဲ့အမြုံဖြူဖြူလေးကွာမင်းသိပါတယ်အေးငါသိတယ်အော်အဲ့လာကိုဘီလူးမတန်တွေးလို့ခေါ်တာလားအေးဟုတ်တယ်ကွာတန်တွေးနဲ့တော်တူတာအေးဟုတ်ပြီပြီးတော့နီအမုံလေးကဘာတော့ကွာနီအမုံကအဲ့ဒါကတော့တော်ကြောင်စရာကောင်းတာကွာဟေးဘာဖြစ်လို့တော့အဲ့ဒီနီအမုံတွေကဖေးပြက်တွေမိမြင်ဖူးမှာပေါ့အုတ်ခဲတွေပေါ်နေတာလေအေးမြင်ဖူးတာပေါ့ဟာအဲ့ဒါဖေးပြက်ထဲကပေါ်နေတဲ့အုတ်ခဲကိုဖဲ့ယူပြီးအမုံထောင်းထားတာဟဲ့အဲ့ဒါကိုအောက်လန်းဆရာကဖျားချီလို့ခေါ်တယ်ကွာဟေးဖျားချီဟုတ်လားကြံကြဖန်ကွာအေးတင်ချိုင်းထဲကရွှင့်နေလူတီပြားရဲ့ဖျားချီရဲ့ဘီလူးမတန်တွေးရဲ့ရောနေပြီးနွားရုပ်ကလေးလောက်တာကွာအောင်မဒီလူကနွားရုပ်လောက်တာတော့လွတ်လဲရမြောက်တာကွာနနမလောက်ပဲမြင်တယ်နွားရုပ်ကလေးမှာဂျိုရောမျက်စိရောနှာခေါင်းပေါက်ရောခွားကလေးတွေရောပြီးတော့နွားထီတစ်ကောင်ရဲ့အိမ်ကားရောအားလုံးအစုံပါအောင်လောက်တာကွာပြီးတော့မှတဏီကုံနေလန်းရတာနွားရုပ်ကလေး6လာတော့အကြောင်းကလေးတွေထိုးလာရင်သူဖော်ထားတဲ့ရွှင်နဲ့အသားကလေးပုတ်ပေးတာညနေကြတော့နွားရုပ်ကလေးက6ပြီးအသားကလေးကိုကျွတ်သွားတာပေါ့
အဲ့ဒါတွေမင်းကဘယ်လိုထိတာတုံးပထေမနေ့ကကြောင်းပိတ်တော့ငါဘဲမှမသွားပဲတနေ့ကုန်စောင့်ကြည့်နေတာလေးကွာဒီနေ့ငါကြောင်းလာခါနေတော့သူ့နွားကိုစေးတောင်တုံးနေပြီကွာဟေးဟုတ်လားဘာရောင်တုတ်တာတုံးကွာအနဲရောင်ကွာတကောင်လုံးနှက်ပြောင်နေတာကွာအဲ့လာကိုနေပြန်လန်းထားတယ်အော်အဲ့ဒီအောက်လန်းဆရာရဲ့နွားရုပ်ကလေးကိုလိုက်ကြည့်ဖို့ခေါ်မလို့လားပထေတာတေဆိုတဲ့ကောင်ကရွာမှာနွားရုပ်လုတ်တဲ့နေရာမှာနံပါတ်1ကွာမင်းအောက်လန်းဆရာလုတ်တဲ့နွားထက်အများကြီးတောင်လုတ်ပြလိုက်ချင်သေးရောကွာဟာဒီကောင်ဟာလေစကားကိုစိုးအောင်ဖင်းနားမထောင်ပဲစွတ်ပြောဖို့ပဲတည်တယ်ဟင်နွားရုပ်လိုက်ကြည့်ဖို့ခေါ်လားမဟုတ်လားမင်းကိုနွားရုပ်ကြည့်ဖို့တော့ငါကခေါ်မလားကွာတာတည်းရဲ့နွားရုပ်ဆိုတာလူတိုင်းမြင်ဘူးတာပဲမင်းတေးသေးချာချာနားထောင်ဒီညအောက်လန်းဆရာကသူနွားရုပ်ကိုအသက်သွင်းတော်မှာတယ်ကွာဟေးဒီရုပ်ကိုအသက်သွင်းလို့ရလို့လားအေးအဲ့ဒါကြောင့်မင်းကိုပြောတာပေါ့ကွာအင်မတန်ကြုံခဲ့တဲ့ကိစ္စကွာမင်းစိတ်ဝင်စားရင်ဒီညငါစီလာခဲ့လို့ပြောမလို့ဟာစိတ်ဝင်စားတာပေါ့ကွာပထီရဲ့ဒီနွားရုပ်ကလေးကိုအသက်သွင်းလို့ရတယ်ဆိုရင်တော့ဒီလူတော်တော်ကိုစွမ်းတာပဲနော်ပထီအေးပေါ့ကွာအဲ့ဒါကိုသိချင်နေတာပေါ့ကဲဘယ်လိုလဲမင်းလာမလားဒါတေဆိုတဲ့ကောင်ကအဲ့ဒါမျိုးကိုလက်လွတ်မတလားပထီရဲ့ငါသိတယ်ဒါတေဒါကြောင့်မင်းကိုငါဆောင်ပြီးပြောတာပေါ့ကွာစိတ်ချပထီစိတ်ချဒီညငါလာဖျောင်းလာခဲ့မယ်မင်းပကြီးကလွတ်ပါမလားလို့ငါတွေးနေတာကွာဟာငါပကြီးကိုရအောင်ဖြိုးပြီးလာမယ်ကွာမင်းသားငါကိုကြောင်းရှိကထပ်ဆောင်နေပထေအေးပါငါဆက်ဆောင်နေမယ်အော်ဖြိုးရအောင်မေဗျာ ဘာတဲ့တို့သူတန်ကြောင်းရှိတဲ့တင်ချိုင်ကုန်းကိုမျိုးစုံဘတ်ကိုပြောင်းလိုက်တာကျုပ်ရေးခဲ့ဘူးတယ်မို့လားအခုကျုပ်ပြောင်းမဲ့အကြောင်းကဘာတဲ့တို့ဖူးနီကြောင်းရှိတဲ့တင်ချိုင်မရွှေ့ခင်ကကိစ္စဗျာဒီတော့ကအဲ့ဒီတင်ချိုင်ကုန်းမရွှေ့ရသေးဘူးအဲ့ဒီညနေကြောင်းစင်းတော့ကျုပ်အိမ်ပြန်လာတယ်ရေမိုးရှိုးပြီးစာလေးပါလေးချက်တယ်ဆရာထွန်းပေးလိုက်တဲ့တင်ချာတွေကိုတွတ်တယ်ညနေ6နာရီလောက်ကျတော့ပကြီးနဲ့ကျုံနဲ့ထမင်းစားကြတယ်ထမင်းစားရင်နဲ့ထုံငယ်ချင်းအိမ်မှာစားအတူတူထွားလူချင်းနဲ့လို့ပကြီးကိုခွင်တောင်းတော့ပကြီးကကျုပ်ကိုမေးတယ်စားအတူတူလောက်တာတော့ဟုတ်ပါပြီမင်းကပဲအချိန်ပြလာမှာတော့မပြန်တော့ဘူးပကြီးမနေ့စောစောမှပဲထားပြီးပြန်ခဲ့မယ်အေးသွားလေစာမွေးပဲနီးလာပြီဆိုတော့စားတော့ဂလူးဆိုင်လုံးတော့တာတယ်ဟုတ်ကဲ့ပါပကြီးလို့ကျုပ်ကပြောလိုက်တယ်ဟုတ်တယ်ဗျအခုတပိုတွဲလက်ဆန်းပြီဆိုတော့ကျုပ်တို့ဆောင်ဝဲပဲကြီးဖြေဖို့တလလောက်လိုတော့တာပေါ့ဗျာသူတန်เจ้าကိုကျုပ်ရောက်တော့မောင်စပြူပြီဗျာဟဲ့ကောင်တာတဲ့လာငါမင်းကိုထွက်ဆောင်နေတာကွာမင်းလာမလာပါမလားလို့ဩဘာထေရလာမယ်ဆိုလာမှာပေါ့ကွာကျုပ်ကပြောဆိုနဲ့ကျုပ်စီးလာတဲ့စပိန်ကိုတွန်းသွားပြီးเจ้าကြီးဘော်ကိုတတ်တဲ့အုပ်လေးကားမှမိပြီးတော့ဖတ်ထားလိုက်တယ် ကျိုစီလာတာကကျိုပါကြီးရဲ့ရလေးစပိန်ဗျာစတိုးပါတယ်ကျုံနောက်ကကပီပါလာတဲ့ပထိကိုကျိုကမေးလိုက်တယ်ထီနီဘလူတော့ကွာပထိရဲ့ပထိကတူတန်စရက်ဘကိုတစ်ချက်လှမ်းကြည့်တယ်ဗျာမင်းလှမ်းကြည့်လိုက်တာတာတီစရက်ပေါ်မှာတင်ပလင်ခွေပြီးထိုင်ကြည့်နေတဲ့လူကိုတွေ့လားကျိုကစရက်ကိုလှမ်းကြည့်လိုက်တယ်အေးတွေ့တယ်အဲ့ဒါလားမင်းဖြိုးတဲ့အောက်လန်းဆရာဆိုတာအသက်တိမကြီးသေးပါလားငါကအောက်လန်းဆရာဆိုရင်အသက်ကြီးပိုက်ထင်နေတာမကြီးသေးပါဘူးကွာဒီဆရာရှိလမ်းမှာ40ကျော်ပေါ့ကွာမင်းပြောတဲ့ကိစ္စကတော့ဒီညလို့ဖြစ်ပါမလားလုံးမငါเจ้าကပြန်လာတော့တခေါက်သွားသေးတယ်ဟေးဟုတ်လားမင်းကိုဘာပြောတော့เจ้าဆင်းလာပြီလားကွာမောင်ပချစ်လို့ငါကိုမေးတယ်ကွာပြီးတော့ဒီညနှက်ခတ်အဝင်အထွက်ကောင်းတယ်ကွာဒါကြောင့်သူနွားမိုးမောင်ကိုအသက်သွင်းရမေးလို့ပြောတယ်ဘာကွာသူနွားကမိုးမောင်တယ်ဟုတ်လားအေးကွာဒါတည်းရသူနွားကိုဒီနေ့ပဲနာမည်ပေးလိုက်တာတဲ့နွားရုပ်ကလေးကတကယ်လှတာကွာနက်မောင်နေတာသူကသူ့နွားကိုဒီညတော့ငါးသားကြီးမိုးမောင်ကိုအသက်သွင်းပေးရမှာပေါ့ကွာမနေ့ဖြန်ကြတော့ကျုံနဲ့ဟောဒီကကျုပ်သားကြီးခွေးထွက်ကြတာပေါ့နွားဖွဲရှိတဲ့နေရာတွေသွားကြတာပေါ့ကွာသူ့နွားရုပ်ကလေးကိုလူနဲ့စကားပြောသလိုပြောနေတာကွာဟာဒီလူကနွားဖွဲဒီကိုပါလိုက်လို့တာတော့ကွာပတိရဲ့ဒီလိုခွာထားတိရဲ့ငါလည်းအစားကတော့မတီးပါဘူးကွာဦးပင်းစင်ထုံးဖော်ပြောပြတော့မှတီးတာကွာဦးပင်းစင်ထုံးဖော်ဆိုတာပဲခါတော့ကွာဒီကြောင်ကလေးဒါတိရမင်းဟိုဒီခါလာတော့ကတော့မင်းနဲ့စကားပြောကြပါသေးတယ်အော်အဲ့ဒီဦးပင်းစင်လားတီးပြီးအေးအဲ့ဒီဦးပင်းစင်ထုံးဖော်ကဒီဆရာကိုတီးတယ်ကွာဦးပင်းစင်ကငေဖြူမဟုတ်ဘူးလေကွာတော့ထွက်ကြည့်ဆိုတော့လူဘဝမှာနေတော့ကဒေတာဆောင်ရောက်ပြီးအလူအစုံလုခဲ့ဘူးလားကွာဒါကြောင့်ဦးပင်းစင်ထုံးဖော်ကဒီဆရာအကြောင်းကိုခေါင်းတီးနေတာဟေးဟုတ်လားပတိဒီဆရာကဒီနွားယုံနဲ့ဘာလုပ်တာတော့ကွာမင်းဦးပင်းစင်မြာတီးသလားဟာဒါတီးရတီးတာပေါ့ကွာဒီလိုတဲ့ဟေး နွားပြောတဲ့နွားပွဲဆိုတာကနွားတွေရောင်းတာကိုပြောတာမဟုတ်ဘူးနွားတိုက်တာကိုပြောတာကွာချိန်ပြီးတော့တိုက်တာကြက်တိုက်တယ်လို့ပေါ့ကွာပြီးတော့လောင်းကြတာပေါ့ကွာ
ထွက်ပြီးသွားရဲ့နွားကအရှုံးပေါ်ကွာ။အော်အဲ့ဒါကိုပြောတာလား။အေးအဲ့ဒီပွဲဒီမှာဒီအောက်လန့်ဆရာကိုတိုးတိုးတိတ်တိတ်ခေါ်ပြီးငွေတွေပေးကြတယ်။သူတို့နွားနိုင်အောင်လုတ်ခိုင်းတာလေဟိ။ဟိုတစ်ဖက်ကလည်းလုတ်တာပဲလေကွာ။ဒါပေမဲ့ဒီဆရာကပညာတာတော့သူကနိုင်တာပေါ့ကွာ။သူတို့ကနွားခတ်ထုံထုံကိုရှားပြီးတိုက်ထားတယ်ဗျ။ဟိုဘက်ကနွားကကြီးကြီးထွားထွားတွတ်တွတ်လက်လက်ပေါ့ကွာ။ရှင်းကြည့်လိုက်ရင်ဘလူးကြီးကြီးသူတို့နွားရှုံးမယ်လို့ထင်ကြတာပေါ့ဒီတော့လောင်းကြီးကိုဟိုဘက်ကထတ်ကြတာပေါ့ဒီမှာတင်နွားပွဲစတာနဲ့ဒီဆရာကလူမသိအောင်သူ့ရဲ့တိုက်နွားကိုဂါးထာနဲ့မမ်းမှုပြီးလှုပ်လိုက်ရင်နွားရုပ်ကလေးကပျောက်သွားရော်တယ်ကွာဟင်းဘယ်ရောက်သွားလို့တော့ဟာတားတေးကလည်းဘယ်ရောက်သွားရမှာတော့နွားပွဲမှာဝင်းဝှေ့တော့တာပေါ့ကွာသူတို့နွားဘကဝင်းဝှေ့တာပေါ့ဟာနွားကြီး၃កောင်တောင်ဖြစ်နေလားလူတွေကမတွေ့ဘူးလားကွာဘယ်တွေ့လိမ့်မလို့ကွာအောက်လန့်ပညာပါဆိုမှအဲ့ဒီတော့နှစ်ကောင်လက်တစ်ကောင်ဝှေ့မှာတော့ဟိုတစ်ဘက်ကနွားဘဲခံနိုင်မလဲကွာပြေးတော့တာပေါ့မပြေးပဲခံဝှေ့တဲ့နွားကြတော့ဝိုင်းထဲမှာတင်သေးတာတဲ့ဗျဟေးအသေးဝှေ့တာဟုတ်လားဟာနွားပွဲနိုင်တော့လောက်ထားပိုက်ဆံဒီအကုန်ရမှာပေါ့နော်အေးပေါ့ကွာဒါကြောင့်လဲသူ့ကိုဟိုလူတွေကငွေဒီအများကြီးပေးတာပေါ့ဒီအောက်လန့်ဆရာကငွေဝင်လန်းဖြောက်နေတာပေါ့ကွာနို့သူလိုစားတဲ့နွားကဘာဖြစ်သွားလို့တော့ကွာဒါကတော့ဘယ်သိမလဲကွာတခုခုကြောင့်သေသွားလို့ရှိမှာပေါ့ဒီညတော့တိုက်နွားရုပ်ကလေးကိုအသက်သွင်းတာမြင်ရတော့မှာပေါ့ကွာလို့ကျုပ်ဝမ်းသာအားရပြောလိုက်တယ်ဗျကျုပ်ကပထစ်နဲ့စကားပြောပြီးသူတန်ဇရာပေါ်ကိုလမ်းကြည့်လိုက်တော့အောက်လန့်ဆရာကြီးကဇရာပေါ်ကိုဖျောင်းတိုင်းတွေထွင်းနေတယ်ဗျပြီးတော့ဘာဇက်ကလည်းဘာဒီရွတ်ဖတ်နေမှမသိဘူးဗျရွတ်တန်ဖတ်တန်တွေကိုခက်တဲ့တဲ့ကြားနေရတယ်ပထစ်တို့ចောင်းကဝင်ဝင်ချင်းမှာနှက်လန်းရှိတယ်ဗျအဲ့ဒီနှက်လန်းအတိုင်းရှော့သွားတော့မှចောင်းတွေကကိုရောက်တာကျုံနဲ့ပထစ်ကနှက်လန်းထဲမှာလူထိုင်ဖို့လှုပ်ထားတဲ့အုတ်ခုံကလေးမှာမထိုင်ပဲရက်ပြီးစကားပြောနေရဗျဟောကြားလာတာတဲ့အဲ့ဒါမောကားထားတွေရွတ်နေတာကွာဟေးဟုတ်လားမင်းကဘယ်လိုလုပ်ပြီးတည်တာတော့ပထစ်ဥပင်စင်းကြီးညကပြောတာကွာအဲ့ဒီဆရာညကလည်းအဲ့လိုရွတ်နေတာငါကဥပင်စင်းကြီးကိုရှောက်ကြည့်တာဒီလူဖျားရှိခိုးနေတာလားဆိုတော့ဥပင်စင်းကြီးကဘဲကလာဖျားရှိခိုးရမှာတော့အောက်လန်းပါဆိုမှခြေဖွားမှာတော့ဖျားပုံထိုးတဲ့ကောင်ဒီကွာဒါမော်မန်တန်ဒီရွတ်နေတာလို့ပြောတယ်တော်တော်လို့ရုံညံ့တဲ့လူတွေပဲနော်လူကျုပ်ကပြောလိုက်တယ်ဒီလိုနဲ့ကျုပ်တို့ညီရောစကားထိုင်ပြောနေကြတာပေါ့ဗျာကျုပ်တို့ညီရောပြောတဲ့သားဆိုရတယ်တကယ်ပြောတာကပထစ်ဗျာကျုပ်ကအမေးသမားကျုပ်နားမလဲတာတွေကိုမင်းယူနေရတာပါပထစ်ဆိုတဲ့ကောင်ကကြားဘူးနာဝအားကြီးရှိတဲ့ကောင်ဗျာကျုပ်နဲ့ပထစ်စကားပြောနေတော့မှညှိတော်နဲ့လာပြီဗျာပထစ်ကအသာထားပြီးဇရပ်ပတ်ကိုကြည့်တယ်ဗျာဟောအောက်လန်းဆရာသွားပြီဟင်ဘေးကိုသွားနေရတော့ကွာပထစ်မသိဘူးကွာဇရပ်ဘော်ကဆင်းသွားတာပဲဟောဇရပ်ရဲ့အရှိဘက်ကိုသွားနေတာကွာအော်ငါသိပြီဟေ့တာတဲ့အဲ့ဒီမှာကွင်းတကွင်းရှိတယ်ဟိုဘက်ကကျုံလွာကနွားတီတောင်လာပြီးလွတ်ထားကြတယ်အဲ့ဒီကွင်းကမြက်ပေါ်တယ်ကွာကဲလာမင်းနဲ့ငါသူ့နောက်ကအသာလိုက်ပြီးကြည့်ကြတာပေါ့ကွာပထစ်ကပြောဆိုကြောင်းဝင်းထဲကထွက်တယ်ကျုပ်လည်းသူ့နောက်ကကပ်ပြီးလိုက်ရတာပေါ့ဗျာပထစ်ကဇရပ်ဘတ်ကသွားတယ်ဇရပ်ပေါ်မှာတော့ဖျောင်းတိုင်တွေထွန်းထားခဲ့တာဗျာဟာအယိုးကောင်းခွင်ကြီးတစ်ခုဗျာခေါင်းခွင်ဖြူကြီးပေါ်မှာလည်းဖျောင်းတိုင်ကြီးတိုင်ထွန်းလို့ဗျာကျုံနဲ့ပထစ်လည်းဇရပ်ရဲ့မြောက်ဘက်ကောင်ကြီးကိုပြီးရှောက်ခဲ့ကြတယ်ဇရပ်မြောက်ဖက်မှာကညောင်လန်းပင်ကြီးတစ်ပင်စီတယ်ညောင်လန်းပင်အလွန်မှာတော့ငပြောပင်နေဗျာအခိုင်လေးတောင်ကြာနေပြီပထစ်ဒီငပြောတွေကဘလို့စိုက်ထားတာတော့ဒီတင်ချမ်းရဲ့စန္ဒလာကြီးစိုက်ထားတာလေကွာကျုပ်တို့နှစ်ယောက်ငပြောတွေရတာဖြစ်ချော်လိုက်ကြတယ်ငပြောတော်ကလေးကိုကြော်လိုက်တော့အုတ်ကူဒီဘက်ကိုရောက်လာတယ်အုတ်ကူဒီကိုကွေ့ပွက်ပြီးရှောက်လိုက်တော့မြာယာပင်ဒီဘက်ကိုရောက်လာတယ်ဗျမြာယာပင်ဒီလွန်းတော်မှာကွင်းပင်ကြီးကိုလှမ်းတွေ့နေရတာဗျလာတာတဲ့ဟိုရှိကညောင်ပင်ကြီးနောက်ကနေမင်းနဲ့ငါပုံပြီးကြည့်မယ်ကျုံနဲ့ပထစ်ညောင်ပင်ကြီးဟောက်ကိုဝင်လိုက်တယ်ကြီးလိုက်တဲ့ညောင်ပင်ကြီးဗျလူ၃ယောက်ဖက်စာလောက်ရှိတယ်ဗျကျိုးတုံးနှစ်ယောက်ညောင်ပင်နောက်ကဝင်းကပ်ပြီးကြီးလိုက်တော့အောက်လန်းဆရာကကွင်းဆက်မှာစီးဝိုင်းချတယ်ဗျပါဆက်ကလည်းပထစ်ပြောတဲ့မောမန်တန်တီရွတ်လို့ဗျလာကလေးကကောင်းကင်မှာခက်မုံကလေးသားနေတယ်ကွင်းထဲမှာတော့ဝိုဒိုဝါဒကလေးပဲမြင်ရတာပေါ့ဗျအောက်လန်းဆရာကကွင်းပင်ထဲမှာစီးဝိုင်းကိုတေးသေးချာချာသားနေတာဗျပါဆက်ကမန်တန်တီမပြတ်ရွတ်ပြီးစီးချနေတာဒီအချိန်မှာကျိုးကကောင်းကင်ကိုအမှတ်မသေးမော့ကြည့်မိတော့ခုနှစ်စင်ကျဲတောင်အမီချောင်စနစ်ပြီဗျဟောပြောရင်ဆိုရင်အောက်လန်းဆရာအလောက်စားပြီဗျသူလှုပ်ထားတဲ့နွားရုပ်ကလေးကိုလက်ဝါးပေါ်မှာတင်ထားပြီကဲဖေးထားကြီးမိုးမောင်မင်းကိုအထက်ဝိညာဉ်တွင်ပေးရတော့မယ်အချိန်ရောက်ပြီဟဲ့အဝိညာဉ်နာကအထက်မဲ့တဲ့ရှင်ရုပ်ကလေးတရုပ်ကိုဝိညာဉ်နာကအထက်ရှိတဲ့နွားနဲ့ကြီးတစ်ကောင်ဖြစ်လာလျောင်းဆရာပန်းလိုအမီတညာခေါ်ဆိုကြပါတယ်ကျွန်ုပ်ဆရာပန်းတော်ခေအဆက်ဆက်နှစ်ပေါင်းများစွာကလေးကဆရာအစင်အဆက်လူဝခေတော်နာယူပန်အသက်မော်ပညာနဲ့မော်အစွမ်းပြခြင်းရောက်ပြီးမို့ကျွန်ုပ်ဆရာပန်းတော်ရဲ့အမြန်တန်းကို
မြေထုလေထုရေထုအတွင်တွာလာလှုပ်ရှားနေကြသမျှနာနာဘာဝဝိနာဘာဝမှန်သမျှကိုနာခံကြစေနာနာယူပန်ခေါ်နာနာဘာဝအတက်ကိုစီရင်နေရဲ့အခိုင်အတန့်မှာတွင်တို့ဤနေရာမှာဝေရတော့ထွက်ခွာသွားကြစေကျွန်တော်ပန်တော်အစီရင်ကိစ္စမပြီးမချင်းဤနေရာဝင်းချင်းတို့တွင်တို့ပြန်မလာကြရတကယ်လို့ကျွန်တော်အမိန်ကိုမနာခံပါကကျွန်တော်ဤမော်မန်တန်ကျင်းစာများအတိုင်းမဟာအဝေးစီငရဲကိုဆင်လာစေမော်ဆရာဆရာကြီးကျွန်တော်ဆရာပန်တော်ရေအမိန်တော်ပျော်ပျော်ဆိုဆိုနဲ့အောက်လန်းဆရာကမတထလိုက်တယ်ဟေးကောင်ဒါဒီဆရာကပေါ်တီတီမမဟုတ်တာပန်တော်ဆိုတာအောက်လန်းလောကမှာအင်မတန်နာမည်ကြီးတဲ့ဆရာကွာပထိတ်ကလေတန်တူတူလေးနဲ့ဂျုံနာကိုကပ်ပြောတယ်ကျုပ်ကလည်းတူတူလေးပြန်ပြောရတာပေါ့ဗျမင်းတီလိုလားကွာပထိတ်ကငါချဘူးတာကွာလူကြီးကြီးပြောကြတာအင်မတန်အစွမ်းထက်တယ်ဆိုပဲတတိထားနော်ငါတို့ချောင်းကြည့်နေတာသိရင်မလွယ်ဘူးနော်ပထိတ်အေးပါကွာငါကတော့မလူပါဘူးအားနဲ့တော်တော်ခင်းနေကြပြီပထိတ်နဲ့ကျုံနဲ့ဆရာပန်နဝဆိုတဲ့လူကိုပဲကြည်နေကြတာပေါ့ဗျဟာတရေဒီပြီးပြီသူအမိန်လားတော်တော်ပြင်းပါလားကွာဟဲမင်းရတာပေါ့ဟုတ်လားပထိတ်အေးမင်းရတယ်ကွာအော်မင်းကိုအမင်းဖွင့်ပြီးဖို့မင်းနေတာဟဲ့တာတေးကကဲမင်းလာပါပြီခါတိုင်းလိုပဲငါလာဝါကိုစုတ်တာမလို့စိနေကဲစေတော်ဆောင်ကြည့်ဗျကျုပ်တငယ်ချင်းတာတေးကိုနာနာပါဝါတွေမြင်လို့တွေးလို့ရအောင်အမင်းဖွင့်ပေးပါဗျမင်းမျက်လုံးမိထားတယ်မလားတာတေးဖေးဖွင့်လိုက်ကျုပ်ကပထိတ်ခိုင်းတဲ့အတိုင်းဖေးလေးဖွင့်လိုက်တယ်ဟာမင်းရပြီပြောပထိတ်ပြောတဲ့အတိုင်းပဲဗျတရေတွေပြေးလွှားနေလိုက်ကြတာယုံကိုဖြစ်နေတော့တာပြောဆရာပန်နဝါကတော်တော်ကိုအာနာဆက်ပြင်းတာပြောသူ့အစီရင်လုံးမလို့ဒီနေရာကထွက်သွားလို့အမိန်ပေးလိုက်တာနဲ့အားလုံးထွက်ပေးကြရတော့တာပြောတရေတွေထွက်သွားပြီးကွင်းပြင်ထဲမှာဘာမှမရှိတော့တဲ့အချိန်ကြာမှာဆရာပန်နဝါကနွားရုပ်ကလေးကိုပါးဆန်နာတီးပြီးမန်တန်တွေရွတ်တော်တာပြောဟာတာတီးဇလန်ကတော့ရှုပ်ပြီးဟေးဟိုမှာကြည်စမ်းမဖဲဝါလာနေပြီဘေးမှာသူ့ခွေးကြီးလဲပါလာတယ်ဟေးဟင်ဘယ်မှာတော့ကွာဘယ်မှာတော့ကျုပ်ကဖြောဆိုနဲ့ပထိချိတဲ့ဘက်ကိုလိုက်ကြည့်လိုက်တယ်ဟာဟုတ်ပါဗျမဖဲဝါကခြေထောက်နဲ့မြေကြီးထိတာမဟုတ်ဘူးပြောမြေပေါ်မှာရှက်ပြီးလွင့်လာတာပြောသူ့ဘေးကခွေးနဲ့ကြီးကလည်းအကြီးဗျမဖဲဝါကတော့ကျုပ်စိတ်ထင်အရက်ဆဲပေလောက်ရှိတယ်သူ့ဘေးကပြေးလာတဲ့ခွေးကြီးကတော့ကျုပ်စိတ်ထင်နွားမတန်းတကောင်လောက်ရှိမယ်ထင်တယ်ဗျပထိကိုကြည့်လိုက်တော့ကျုပ်လိုပဲပြောမျက်တောင်ငထကိုကြည့်နေတာဗျဟောရက်သွားပြီပြောမဖဲဝါရောခွေးကြီးရောရက်သွားပြီပြောဆရာပန်းနာဝါကိုစိုက်ကြည့်နေကြတယ်ပြောတင်ချိုင်တဲကတရေပြီးထွက်ပြေးလာတာတွေ့လို့မဖဲဝါကြီးလိုက်ချလာတာကွာဒါတေးရအေးဟုတ်မယ်ကွာငါစိတ်ထင်တော့ဆရာပန်းနာဝါမားသွားပြီထင်တယ်ပထေးရဟေးဘာဖြစ်လို့တော့ကွာဟာမင်းစဉ်းစားကြည့်လေသူ့ပိုင်းနဲ့တင်ချိုင်ထဲမှာလာပြီးဆရာပန်းနာဝါကလှုပ်ချင်တိုင်းလှုပ်နေတာလေကွာသူ့ကိုလည်းခွင်တောင်းဖို့မရဘူးကွာပြီးတော့ဒီထဲမှာနေတဲ့တရေတွေကိုမဖဲဝါကထိန်းထားတာမဟုတ်လားအခုလိုယုံရင်ဆန်ခစ်ပြီးပြေးလွှာနေတော့သူတော်တော်မကြေမနတ်ဖြစ်နေပုံပဲကွာအေးမင်းပြောတာဟုတ်တယ်ဒါတေးမဖဲဝါကြီးမျက်လုံးကြီးတွေหนีရဲနေရကွာဒေါသတော်တော်ဖြစ်နေပုံပဲဟုတ်ပါဗျဇမင်ဖားလာကြီးချပြီးထမေရင်လာကြီးနေဗျမျက်လုံးကြီးတွေကหนีရဲပြီးဒေါသအရန်ထွင်နေတဲ့ပုံပဲညဟောဆရာပန်နာဝါကလည်းမန်တန်ကိုရွတ်နေတာတိုးလေးမဟုတ်တော့ဘူးပြောမာနဲ့ထန်နဲ့ကိုအတန်ကျဲနဲ့ရွတ်နေတာမဖဲဝါနဲ့ခွေးကြီးကတော့ဘာမှမလုပ်ပဲစိုက်ကြည့်နေကြတာဗျမဖဲဝါကြီးကကွင်းတဝက်လောက်ကရက်နေတာဗျဆရာပန်နဝါနဲ့ဆိုရင်နည်းနည်းတော့လန်းတာပေါ့ဗျဟောဆရာပန်နဝါမန်တန်ရွတ်တာရပ်သွားပြီဗျဟာသူ့လက်ဝါးပေါ်မှာတင်ထားတဲ့နွားရုပ်ကလေးကအယောင်လေးတဝင်းဖြစ်လာပြီဗျဟာနွားရုပ်ကလေးဖြိုခနဲ့ပြော့သွားပြီဗျဝတ်ထရင်ဟာပထေနွားအော်စမ်းကြီးပါလားကွာအေးကွာအကောင်တော့မမြင်ရသေးကွာဟောဟိုမှာရေမှန်ကြီးပင်ကြီးဘေးကမှောင်ရိပ်မှာရက်နေတာကွာနဲတဲ့ကောင်းကြီးမဟုတ်ဘူးဘူးကြီးကိုကောက်နေတာပဲကွာပထေရဲ့ဟာဟေးကောင်တားတယ်ဟိုမှာဆရာပန်ဝါကလက်ကြီးနှစ်ဖက်ဘေးကိုစမ်းထုတ်ပြီးတဟာနဲ့ရဲနေပြီကွာဟာနတ်ပီမှာမာကလူပီမှာပန်ဝါတဲ့ဟာအေးကွာသူ့တွေအောင်မြင်မှုတဲ့အရန်ကိုပီတိဖြစ်သွားတဲ့ပုံပဲဟဲ့ပထေရဲ့ဟာဒါတဲ့မဖဲဝါရဲ့ခွေးကြီးကိုကြည့်စမ်းဘာစကြီးဖဲပြီးမန်ဖီနေပြီကွာမန်ဖီမှာပေါ့ပထေရဲ့ဟိုနွားကြီးကကွင်းလေးကိုထွက်လာပြီလေကွာဟေးဟုတ်သားပဲကွာနွားကြီးကိုမြင်လို့မဖဲဝါရဲ့ခွေးကြီးမန်ဖီနေတာကိုဟင်းဝထရင်တိတ်ဆိတ်နေတဲ့ကွင်းမင်းကြီးထဲမှာနွားတွန်တန်ကြီးရဲ့မဖဲဝါရဲ့ခွေးကြီးမန်ဖီတဲ့အတန်ရဲ့ကြောက်စရာကြီးပါဗျထမီရင်လားနဲ့အရက်ဆဲပေလောက်ရှိတဲ့မဖဲဝါကြီးကတော့ခြေစုံရက်ပြီးတော့မှကြည်နေတာပြောဟာဆရာပန်နဝါရဲ့တိုက်နွားကြီးကခွာရရက်နေပြီပြောဖြောင်းဟာတိုက်နွားကြီးရဲ့ခွာရက်တဲ့အတန်ကတဖြောင်းဖြစ်နေတော့တာပြော
ဟာဖေးသားကြီးကခွာရီရက်နေပါလား ဘာဖြစ်လို့တော့ဖေးသားကြီးမိုးမောင် ဟီဟင်းဆရာပန်းနဝါလည်းခွေးကြီးမန်ဖီလည်းအထန်ကိုကြားသွားပြီပြိုကိုစက်ကနေဖြူပြီးငိန်သွားလေပြိုလက်ဆက်သက်တော့မဖဲဝါရောက်နေလာကိုငါဆရာအမိန်ပလန်ထားတာကိုတော့ပမာမခန့်နဲ့ရောက်လာသေးတာကိုငါဟာနင်တို့လိုအစင်းနှင်းတဲ့နာနာဘာဝါတွေကိုမနှိမ့်ဆက်ချင်ဘူးဒါပြင်နဲ့မော်ဆက်ယောင်ဆရာပန်းနဝါရဲ့အမိန်ကိုတော့မနာခံဘူးဆိုရင်တော့နှိမ့်ဆက်ညှဉ်းပန်းပြီးတန်ပေးရတော့မှာပေါ့လေကဲဖေးသားကြီးမိုးမောင်ရေမင်းအစွမ်းပြရတော့မယ်အချိန်ရောက်ပြီအဲ့ဒီတရေမနဲ့သူ့ခွေးတရေကိုတခါတည်းသာဝှေ့တက်လိုက်ပြီးတော့ဒါအမိန်ပဲပြိုတခင်အေးအမိန်လဲရတော့တိုက်နွားကြီးမိုးမောင်တရှင်ထိုးပြေးထွက်သွားတော့တာပဲပြိုဟာမဖဲဝါနဲ့သူ့ခွေးကြီးစီကိုတန်ပေးတာပြိုတိုက်နွားကြီးခွာရက်လိုက်တိုင်းမြက်ပင်တွေတဖွာဖွာကျွတ်ထွက်ကုန်တာပြိုမဖဲဝါကသူ့လက်ကြီးကိုရှေ့ဘက်ကိုဆန်းထုတ်ပြီးအီဝါအီဆိုတဲ့အတန်းကြီးနဲ့အော်လိုက်တာကျုပ်ဖြင့်ကြောထဲမှာကိုစိန်ထွားတာပါပဲဗျာဟာပြေးထွက်လာပြီပြိုမဖဲဝါရဲ့ခွေးနဲ့ကြီးပြေးလာပြီပြိုသူ့သခင်မရဲ့အမိန်ရတာနဲ့မြားပစ်လိုက်တယ်လို့ကိုပြေးလာတာပြိုတွေ့ပြီကွင်းလယ်မှာတွေ့ပြီပြိုဝှေ့ပြီးတန်းဝှေ့တာပဲဗျာမဖဲဝါရဲ့ခွေးကြီးကလည်းတိုင်နွားကြီးကိုခုံပြီးကြိုက်တာပြိုခွေးကြီးကနွားရဲ့လေးကုတ်ကိုကြိုက်လိုက်တဲ့အချိန်မှာနွားကကျုံအဝိနဲ့ဆိုတော့နွားဘော်ကကြောပြီးမဖဲဝါရဲ့ခွေးကြီးပြိုတာသွားတယ်ဒါပေမဲ့နွားရဲ့လေးကုတ်ကိုတော့ကြိုက်မိသွားတာပြိုနွားရောခွေးကြီးရောတော်ဒေါတာထွက်သွားကြတယ်နွားကလည်းနောက်ကိုပြန်လဲခွေးကလည်းနောက်လဲတရှင်ထိုးပြေးပြီးတိုက်ကြပြန်ရောပြိုဒီတခါတော့မဖဲဝါရဲ့ခွေးကြီးကနွားကိုမကြိုက်ပဲနွားမဝှေးခင်ကျိုးပြီးနွားကြောပေါ်ကိုခုန်တက်လိုက်တယ်နွားကတော့ဒေါတာတကြီးကျုံပြီးဝှေးလိုက်တာမြေကြီးတွေရောမြတ်တွေပါဖွာခနဲ့ထူပြီးမြောက်တက်သွားတော့ပြို နွားကြောပေါ်ကိုရောက်သွားတဲ့မဖဲဝါရဲ့ခွေးကြီးကနွားရဲ့လေကုတ်ကိုကျုံလိုက်တော့ပဲဗျာ with train ဆိုရယ်မချီမဆန့်အော်တန်းတဲ့အတူတူကြောပေါ်ရောက်နေတဲ့ခွေးကိုကွင်းထဲမှာကစုံပေါက်ပြေးရင်ခါချနေတယ်ဗျာခွေးကလည်းလေကုတ်ကိုခဲထားတာတစ်ချက်မှကိုမလွတ်တော့ဘူးဗျwith train ဆရာပန်နဝါရဲ့တိုက်နွားကြီးကအတန်ကုန်ဖြစ်အော်ရင်ကွင်းထဲမှာကစုံပေါက်ပြေးနေတော့တာပဲဗျာဖြောင်းကစုံပေါက်ပြေးနေတဲ့ခွာတန်တဖြောင်းကိုပဲကြားနေရတဲ့ဆရာပန်နဝါလားစိုးရင်လာပြီးမန်တန်ဒီရွတ်တော်တာပဲဗျာဆရာပန်နဝါမန်တန်ဒီထွေရွတ်လိုက်တော့ငွားကြောပေါ်မှာလေကုတ်ကိုမလွတ်တန်းခဲထားတဲ့ခွေးနဲ့ကြီးဟာလွင့်သွားရောပြိုဟာဆရာပန်နဝါရဲ့မန်တန်တာတော်ကိုစွမ်းတာပဲကွာဟာမဖဲဝါကြီးတော့နော့ချေနလန်းလောက်စုပ်ပြေးလိုက်ရပါတော့လားဒါဒီရဲ့ဟောနွားကြီးကခွေးကိုပြီးဝီပြန်ပြီးဟေးဒါပေမဲ့မထိဘူးပြိုခွေးကြီးကဘေးကိုလှန့်ဆောင်ပေးလိုက်ပြီးနွားကိုသူ့ကိုယ်လုံးနဲ့ပြေးတိုက်လိုက်တာနွားကြီးဖုံးကနေလဲကျသွားရောဗျာဟာကြိုက်ပြီးခွေးကြီးကလဲကျနေတဲ့နွားဘော်ကိုလွားကနေခုံးတက်လိုက်ပြီးကြိုက်တော့တာပဲဗျာဟီမဖဲဝါရဲ့ခွေးကြီးမန်ဖီးနေတဲ့အတန်းကြီးကတကယ်ကိုကြောက်စရာကြီးပါဗျာနွားကြီးမချီမဆန်အော်တဲ့အတန်းကြီးကလည်းတော်ကိုချောက်ချစေရပါဗျာဟင်ဖေးသားကြီးမိုးမောင်တာမင်းဘာဖြစ်သွားတာလဲတွားပြီပြိုနွားကြီးငိန်ချသွားပြီအော်လဲမော်တော့ဘူးဆန်ငင်းနဲ့ငိန်သွားပြီဗျာဟာနွားကြီးဖြောက်သွားပြီကွာဟာဟိုမှာကြည့်စမ်းဘုသေးမိပြီးနေကြမှာလိန်နေတာတွေ့လားတွေ့တယ်တိုင်နွားကြီးကလေးပြန်ဖိသွားပြီထင်တယ်ကွာဟောဆရာပန်းနဝါလည်းမြင်သွားပြီကွာဟောအလင်းရောင်တွေပျောက်သွားပြီကွာသူ့နွားတော့တေးသွားပြီထင်တယ်တော့ကျိုးရောဘုသေးပါတုံသွားတာပဲပြိုဆရာပန်းနဝါထားပြီးတောက်ခေါက်လိုက်တာတွေ့ကြတေးတာပေါ့သေးရဲ့မှာရဲ့နေဘဲမှာထွက်မပြေးနဲ့ငါအစွမ်းကိုနေအခုတိစေမယ်ဟောဆရာပန်းနဝါမန်တန်တွေရွတ်ပြန်ပြီပြိုမဖေပါရဲ့ခွေးကြီးကမထေဝါရဲ့ပြေးမှာတွားပြီးရက်နေတယ်ဟေးပါစကြည့်ဖြဲပြီးမန်ဖီးနေတယ်ဗျာဆရာပန်းနဝါကိုစိုက်ကြည့်ပြီးမန်ဖီးနေတာပြိုမဖေဝါကခါကြီးကုန်းပြီးသူ့ခွေးကြီးရဲ့ကြောက်ကုန်းကိုပုတ်ပေးနေတယ်ဗျာဟေးမဖေဝါကြီးကလည်းအဆွဲဖွေးကြီးနေပေါ်အောင်ပါစကြည့်ဖြဲပြီးမန်ဖီးနေရောပြိုဆရာပန်းနဝါကလည်းမန်နဲ့မနာတိုင်းရွတ်တော်တာပြိုမဖေဝါကကိုမမကြီးရပ်ပြီးခေါင်းကြီးခေါင်းကင်ကိုမော်ထားတယ်ပြီးတော့သူလက်ကြီးနှစ်ဖက်ကို
အပေါ်ကိုမြှောက်လိုက်တယ်ဟာရောမတည်ခေါင်းကင်ကိုကြည့်လိုက်စမ်းဘာကြီးလဲကွာငှက်ကြီးလားဟေးဟာဟုတ်တာပဲကွာအတောင်ပန်းကြီးအကြီးကြီးနဲ့ကွာဟေးငှက်မုံဘူးတရေကြီးကွာအဆွဲဖြူဖြူကြီးနဲ့တရေကြီးကအတောင်ကြီးတွေပါတယ်တရေကွာငါဒီတစ်ခါပဲမင်းဘူးတယ်မဖေးဝါခေါ်လိုက်တာထင်တယ်ဟေးဟုတ်မယ်ကွာ ဟောဆရာပန်နဝါရဲ့ခေါင်းပေါ်မှာဝဲနေပြီဟင်ဆရာပန်နဝါကတော့မျက်စိမိတ်ပြီးမန်းတန်ရွက်နေတာကွာဒီကောင်းကြီးရောက်လာတာကိုမမြင်ဘူးထင်တယ်မဖဲဝါကဆရာပန်နဝါကိုလက်ညှိုးကြီးနဲ့ထိုးပြီးကန်ဂျိုကန်ပေါကာမီတူအောက်လန်ကောင်ကိုတုတ်တင်ပြလိုက်တော့ပြီးပြီးတသားအတန်တော့မဟုတ်ဘူးဗျမပြီးမသားအတန်ကြီးနဲ့ပြောလိုက်တာမဖဲဝါရဲ့စကားလဲဆုံးရောအတောင်ပန်းနဲ့တရေကြီးကအပေါ်မှာဝဲနေရကနေအောက်ကိုထိုးဆင်းလာရောပြီမန်တန်ကိုအကျိတ်အနဲ့ရွနေတဲ့အောက်လန်းဆရာကိုခေါင်းကနေဆွဲမာပြီးလိန်ချိုးဖြစ်လိုက်တယ်ဗျပြီးတော့အောက်ကိုဖြစ်ချလိုက်တယ်ချက်ချင်းမသေးပဲမြတ်တော်ထဲမှာလိန်နေတဲ့ဆရာပန်နဝါရဲ့အတန်နဲ့ကြီးနဲ့အော်တဲ့အတန်ဟာတင်ချိုင်းတစ်ခုလုံးကိုလွှမ်းသွားရောပြီအာဆိုရဲအော်တန်ကြီးလေကြာရောမဖေဝါရဲ့ခွေးနဲ့ကြီးကလွားကနေပြေးထွက်လာပြီးဆရာပန်နဝါရဲ့လဲမျိုးကိုခဲတော့တာပဲဗျဟီဆိုတဲ့ခွေးကြီးရဲ့မန်းပြေးတန်ကြားကလည်းတကယ်ကိုကြောက်စရာကြီးပါဗျဆရာပန်နဝါရဲ့မချီမဆန်ခန်းစားပြီးအော်လိုက်တဲ့အတန်နဲ့ကြီးတဖြည်းဖြည်းနဲ့ညင်သွားတော့မှခွေးကြီးကကြိုက်တာကိုရက်လိုက်တယ်သွားပြီမော်ဆယောင်ဆရာပန်နဝါတော့သွားပြီမဖဲဝါရဲ့ပိုင်နတ်ကိုဝင်လာပြီးမဖဲဝါရဲ့တပြက်လက်ထားနာဘာဝဒီကိုပညာစွမ်းနဲ့နင်းထုတ်ပစ်လိုက်တာဆရာပန်နဝါရဲ့အမားလားတော့မသိဘူးပေါ့ဗျာမဖဲဝါရဲ့တရေခွေးကြီးကတိုက်နွားကြီးကိုတိုက်ခိုက်တက်ပြက်လိုက်တဲ့မြင်ကွင်းနဲ့ဆရာပန်နဝါကိုအတောင်ပန်မဲကြီးနဲ့ပြန်ပြီးရောက်လာတဲ့တရေကြီးကအပေါ်ကိုမတော်ပြီးလေပင်ကိုလိန်ချိုးလိုက်တဲ့မြင်ကွင်းတွေဟာကျုပ်တက်တော့မေးလို့ရတော့မှာမဟုတ်ပါဘူးဗျာဟီမဖဲဝါကြီးကနောက်ကိုလှည့်ပြီးអော်လိုက်တယ်ဗျာဟောလာကြပြီပြောစောကဆရာပန်နဝမောင်းထုတ်လိုက်တဲ့အကောင်တွေပြန်လာကြပြီပြောပုံတရန်မှအစုံပါပဲဗျာနာရွက်အကြီးကြီးတွေရောမျက်လုံးဖြူတွေရောကုန်းကွာနဲ့တွားနေတဲ့ကောင်တွေရောသူတို့နေရာကိုသူတို့ပြန်ရောက်လာလို့ပြောနေကြပုံပဲဗျာမဖဲဝါရဲ့တရေခွေးကြီးကတော့အဲ့ဒီအကောင်တွေကိုမျက်လုံးဖြူကြီးတွေနဲ့လိုက်ကြည့်နေတယ်ဗျာနာဘာဝကောင်တွေကဆန်ကြီးသေးနေတဲ့ဆရာပန်နဝအပေါ်ကကြော်ဖြတ်ပြီးတွားနေကြတာဗျာဆရာပန်နဝသာအသက်ရှိသေးရင်ဒီကောင်တွေပဲလွတ်လိမ့်မလေဗျာဒီလောက်များပြားတဲ့နာဘာဝတွေကိုကြည့်ပြီးကျုပ်ဖြင့်ကြော်ထဲမှာတဖြန်းကိုဖြစ်သွားတာပြောချက်သီးတွေလည်းထားလိုက်တာမပြောပါနဲ့တော့ဗျာတရေတွေသူ့နေရာသူရောက်ပြီးငြိမ်သက်သွားတော့မှမဖေးဝါကနောက်ကိုလှည့်ထွက်သွားတယ်ဗျာမဖဲဝါရဲ့နွားမတန်းရွယ်လောက်ရှိတဲ့ခွေးနဲ့ကြီးလဲလိုက်သွားတာပေါ့ဗျာဟူဆွဲငင်ဦးလိုက်တဲ့မဖဲဝါရဲ့ခွေးကြီးအတန်ကတင်ချိုင်းကုန်းကြီးတစ်ခုလုံးကိုလွှမ်းသွားတော့တာပါပဲဗျာကျုံနဲ့ပထက်လဲအုတ်ကူတွေကိုကွေပတ်ပြီးကြောင်းကိုပြန်ခဲ့ကြတယ်တင်ချိုင်းစရက်ပေါ်မှာတော့ဆရာပန်နဝါရဲ့ဖြစ်စီဖြစ်စာတွေကဒီတိုင်းကြံခဲ့တာပေါ့ဗျာကျုံလဲအဲ့ဒီညကပထက်တို့ရဲ့သူတန်ကြောင်းမှာအိတ်ခဲ့ရတာပေါ့ဗျာအိမ်မက်ထဲမှာတော့မဖဲဝါရဲ့ခွေးနဲ့ကြီးလိုက်လို့ပြေးလိုက်ရတာများမပြောပါနဲ့တော့ပြီးပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အတန်ဇလန်ဂရီကိုနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ like and subscribe လေးကိုနှပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြဖို့မမေ့နဲ့နော်